မျက်နေကြရင်မြင့်အာကစားမှုကဘောလုံးကွင်းထဲမှာဆိုလည်းကောင်းဗော်လီဘောကွင်းထဲမှာဆိုလည်းကောင်းမင်းကိုမြင်ရမှဖြစ်မယ်မျက်နေကွင်းတစ်ကွင်းမှာမင်းရောက်နေမရောက်ရင်ထွက်စုတွေကုန်ပြန်သိမ့်မယ်အဲ့တော့ထွက်စုကရှားရင်နှမျောတယ်သိမ့်မှာအဲ့တော့ကျွန်တော်မှကောင်းတဲ့ထဲကမကောင်းတာပါတော့ရည်စားထားလို့မရဘူးရည်စားထားရင်ညနေပါလာသွားချစ်သူအတွက်ချိန်ပေးရမပေးနိုင်တော့ဗော်လီဘောရိုက်လိုက်ဘောလုံးကန်လိုက်စာကြည့်လိုက်သွားလိုက်အဲ့မှာကျွန်တော်ကောင်မလေးတယောက်တွေ့ထားတယ်ဗျတက်တူရောက်စားရတွေ့တယ်သူကလှပါသူကလှတာလည်းပို့ပြီးတော့ရင်ပါတယ်ရင်နာတဲ့ပို့ပြီးတော့ရှက်တတ်တယ်အရန်ရှက်တတ်တာကျွန်တော်လည်းကိုယ်တိုင်ကတော့ပြန်ကွဲပါဒါကြောင့်မလို့ထင်တာပါပဲရှက်တတ်တဲ့မိန်းကလေးကိုမှုသဘောကျတယ်ဟိုမိန်းကလေးအလှရှက်ရွံ့မှုလေးပါမှပြည့်စုံတယ်ရွှေဖလားကိုအနာကွတ်တင့်တယ်မရှက်တတ်ဘူးမလေးလှပါရဲ့ပြန်ကိုကွဲလို့ကြောက်တယ်သူမချစ်ရဲ့အဲ့မိန်းကလေးကရှက်တတ်လိုက်တာဘလောက်မြန်ရှက်တတ်သတုံးလမ်းလျှောက်ရင်စားစိုးနဲ့ညီးတယ်လှုပ်လီသီးကကြီးနဲ့ရွှေပိုးဒီအသာတွန့်တယ်လို့လွန့်ငါသွားဟောမှတ်ရလို့ပြောလိုက်ဦးမုံရွာသူသိရှက်တတ်တာပဲအဲ့ဒါလေးကိုသဘောကျဘလောက်ရှက်တတ်တော့တက္ကသိုလ်သက်တမ်း၄နှစ်မှာနှစ်ခါမှောက်လဲတယ်လဲမှာပေါ့သူ class ကူးလို့ရှိရင်စောင့်ကြည့်နေတဲ့ကောင်တွေအများကြီးခုနလိုစောက်ကလေးတွေကျွန်တော်တို့ခက်ကခုလိုအိတ်တွေပါမရှိဘူးဗျမင်းကလေးတွေစောက်ကလေးလိုပိုက်ပြီးတော့သွားအဲ့ဒါစတိုင်များသိလာတာခုလည်းပြန်ပိုက်ရင်ပိုက်ကြည့်ကြအဲ့ဒါကိုစောင့်ကြည့်တော့လာပြီးအများကြီးခြိလန်းမုံကိုကြည့်တော့ကြည်မှန်းသိတော့သူခမညာရှက်တာပေါ့ရှက်တော့သူချောင်းနဲ့သူတိုက်လဲအဲ့လိုလဲတယ်ကြားတိုင်းကျွန်တော်ကစိတ်မကောင်းတနားကိုယ်နဲ့လည်းဘာမှမဆိုင်ပါဘူးဒုတိယနေ့ကျတော့ကျွန်တော်ဘောလုံးကန်ရင်းနဲ့ဒူးပြုတ်သွားပါလေအရွတ်ကွဲထွက်သွားပြန်ကု45ရက်ပြည့်ဗော်လီဘောပြန်ရိုက်ထပ်ကွဲသွားဆေးရုံပြန်ရောက်ဆံဝါကုတတိယချိန်ပြန်ကွဲတော့ဆံဝါပြောတယ်နောက်တစ်ခါလာရင်ဒူးကောင်းဖြတ်ပြင်းမယ်ကျွန်တော်မကစားတော့ပါဘူးဘောလုံးလက်ရွေးစဉ်ဗော်လီဘောလက်ရွေးစဉ်အော်တိုပြုတ်သွားဟိုးဆိုးတဲ့အကောင်းကဟန်ကြပြန်ပြီကြီးစားထားလို့ရပြီကျွန်တော်မင်းကလေးနဲ့တွဲတဲ့ကောင်မလေးတွေကိုမေးသူပြောပေးစမ်းမမလေးရှက်လို့တော့သေသွားအောင်မယ်ပြောခိုင်းလို့မရဘူးဒါနဲ့ကျွန်တော်သူနဲ့တခန်းနဲ့နေတဲ့ကောင်မလေးကိုမှတ်မထင်မင်းနင့်ခန်းနံပါတ်ဘယ်လောက်တုံး1 2 3မှတ်လို့လွဲတာနော်1 2 3သိပြီသူခန်းအဲ့ဒါဆိုသူခန်းလဲအဲ့ဒါနောက်တနေ့ကစာ1 2 3ကိုကျွန်တော်စာရေးရတယ်ကျွန်တော်နေတာရွှေပြေးဆောင်ဒီဘက်ကသစ္စာဆောင်ကြားထဲမှာစာတိုက်ရှိတယ်ကျွန်တော်စာရေးပြီးတော့စာတိုက်ကိုသွားထက်စာတိုက်ကလူတွေကသစ္စာဆောင်ဖို့3ရက်ကြာတယ်စာတိုက်ထုံးစံပဲလမ်းခေါ်ရင်ကြားတယ်ကျွန်တော်စောင့်ရတယ်တပတ်ပြည့်ကျွန်တော်တို့စာဝေပုံကအခန်းတကားကနေအောက်ကိုထိုးပစ်ခဲ့တယ်ကျွန်တော်တို့ကြောင်းဆင်းလို့သွားရင်တကားဖွင့်လိုက်တဲ့နဲ့ဝေထားတဲ့စာတွေတက်နင်းတာကျွန်တော်တကားဖွင့်သေးသေးချာချာကြည့်သူ့စာကလေးများထိုးထည့်ထားမလားလို့မတော်တဆတက်နေပြီတစ်သက်လုံးဝန်းနေနေရအနုစိတ်တယ်နော်အနုစိတ်မလာပါဘူး6ဆောင်ကြတော့တနည်းအဲ့လိုတကားကိုရိုးသေးဖွင့်တွေ့ပြီကြည့်လိုက်တယ်ဟုတ်လောက်တယ်ဘာလို့လဲတစ်စိတ်တုံးကတက်ကစိုးတူတက်ကစိုးထူထားတယ်သူပဲပျော်လိုက်တာဗျာဝန်သာအာရဖောက်ဖက်
တချောင်းနဲ့ပဲအရေးအတွက်ကိစ္စမရှိပါဘူးအရေးချင်းရေးကြည့်ပါကြည့်လိုက်တယ်လုံးဝမဖြစ်နိုင်ပါဘူးရှင်ယုံစာရေးတာကြလို့လုံးဝပါသေးမဖြစ်နိုင်ပါဘူးရှင်ဆိုတော်ရောပေါ့ကျွန်တော်အဲ့တော့လက်ကလူလူရေးကြုံမြဘယ်လျှော့မလဲထက်ရေးနောက်ထပ်6ဆောင်ရေးတော့တကားဖွင့်မှာစာတစ်ဆောင်တွေ့ပြန်ပြီဆွဲဖောက်လိုက်တယ်6ကြောင်းဒါတော့ဟုတ်ပြီတိုးတက်ပြီအဲ့ဒါလေးကိုကျွန်တော်ဖတ်တယ်ရှင်းတဲ့သိဇွဲကောင်းတာပဲရှင်းရဲ့ကြိုးစားမှုကိုကျွန်မလေးလေးစားစားတန်ဖိုးထားပါလေဒါကြောင့်မို့လို့ရှင်းကိုပြန်ချက်နိုင်ဖို့ကျွန်မကြိုးစားပါလေဒါပေမဲ့ကျွန်မနှလုံးသားကရှင်နဲ့ပတ်သက်လို့လုံးဝမလှုပ်ရှားပါဘူးရှင်ဒီမှာလည်းလုံးဝပါသေးပို့ဆိုးတာပေါ့ဗျာနှလုံးသားမလှုပ်ရှားဘူးဆိုတော့သေးပြီဟုတ်တော့ဗျာကျွန်တော်မလျှော့ပါဘူးတင်ရင်ကြိုးစားပါနောက်တော့ကြောင်းတိုက်ဆိုင်မှုလေးတစ်ခုလည်းရှိပါတယ်သူမသိတဲ့နှလုံးသားကိုနိုးကြားစေတဲ့အကြောင်းလေးတစ်ခုရှိတော့ကျွန်တော်စာလေးတစ်စောင်ပြန်လိုက်ပါရှင်လိုချင်တဲ့ဖြေပေးလိုက်ပါပြီပေးလိုက်ပါအောက်ကဆက်ပါတယ်သို့တော့ကျွန်မရှက်တယ်ဘယ်သူကမှမပြောပါနဲ့တယောက်မှရှင်းငယ်ချင်းတွေလည်းမပြောပါနဲ့ကျွန်မနဲ့အကြောင်းမှတွေ့ရင်လည်းလုံးဝနှုတ်မဆက်ပါနဲ့ခေါ်လည်းမခေါ်ပါနဲ့ပြောလည်းမပြောပါနဲ့ဒီတိုင်းပဲမသိတယ်လို့နေပါညနေပါလာဖို့လည်းလုံးဝစိတ်မကူးပါနဲ့အဲ့ဒါကြီးကိုဖတ်ပြီးတော့ပျော်လဲပျော်တယ်မောလဲမောတယ်ကျွန်တော်လည်းအတူတူခန်းနေပဲတငယ်ကြီးညကျကျွန်တော်စာရေးဟဲ့လုံးမနေနဲ့မသိတော့ရမှာမဟုတ်ဘူးဒါတော့ရှက်တတ်တာအဲ့နေညာအဲ့လိုလာပြောကျွန်တော်ဒီကောင်ပြန်ပြောခြင်းရပြီရနေပြီမင်းမသိလို့ပြောတာတော့ကြွားခြင်းနဲ့ဗျာ तू ကမပြောရဘူးဆိုတော့မပြောရဒါပေမဲ့အဲ့ဒီမပြောရတာကြီးလည်းပျော်တယ်ဗျာကျွန်တော်ကိုယ်ရင်ထဲမှာကြိတ်ပြောနေရတာပေါ့ဒီတိုင်းပဲနေရပါတယ်နှုတ်လည်းမဆက်ရပါဘူးဘယ်လိုကြီးမှလည်းမသိပါဘူးနောက်ဆုံးနေ့ရောက်တဲ့ခါကျတော့နောက်ဆုံးနေ့ရောက်ငါတို့ခွဲခွာရတော့မယ်သူများချက်သူတွေလို့တွေ့ကြမှာလေတွေ့ခွင့်ပေးပါဒါလေးပြောနေအကြောင်းရှိတယ်နော်ဒါတို့သမီးတို့အကြောင်းရှိတယ်သက်ကြီးမှငယ်ငယ်ကလေးကလားတွေပြန်ပြောကြလို့မဟုတ်ဘူးတိတ်ကိုအရေးကြီးတဲ့အကြောင်းရှိတယ်ဗလန်တိုင်းဒေးချစ်သူများနေ့အချစ်ဆိုတာဘာလို့ဆိုတာပြောချင်တယ်ဒီနေ့ယမတ်တဏှာတွေကိုအချစ်ထင်နေကြတယ်အဲ့ယမတ်တဏှာတွေတဏှာကိစ္စယမတ်ကိစ္စပြီးတာနဲ့ဘာမှမကြံတော့ကြံဖုတ်ဖက်ခါထားပါအချစ်နှလုံးသားထဲမှာကြံတယ်မြဲတယ်ဆွဲတယ်ခိုင်မာတယ်မျက်နှိုးတယ်တသက်တာဘဝဖော်ကောင်းနေဖြစ်တယ်သိကြီးကျယ်အဲ့ဒီယတ္တမှာသင်္ခါရအရေးကြီးဆုံးအဲ့ဒီအချစ်ကိုသေးသေးသိမ့်သိမ့်မမှတ်ယူသင်ဘူးလို့ပြောချင်တယ်ဒီတော့ကျွန်တော်သူ့ကိုခွင့်တောင်းတယ်တနေ့လောက်တွေ့ကြမှာလေစာလေးပြန်လာဒီခါတနေ့နေ့မနေ့9 နာရီသစ္စာဆောင်နောက်ဖက်ပေါက်ကလာဆောင်မှာဘယ်သူမှမတွေ့ခင်တက်ကတူတွေကထွက်ကြမယ်ရှက်လို့ရတယ်ကျွန်တော်အဲ့ဒီမနေ့က3 နာရီရေထချိုးနေပါဘူးအေးမိသေးရင်လည်းသေပါသေးတော့4 နာရီဆင်းသင့်ဖြစ်ပြီသွားပြီ4 နာရီခွဲသစ္စာဆောင်နောက်ဘက်ကပေါက်ရောက်အုတ်ခုံလေးထိုင်ကဘာဦးလူတို့နေနဲ့လာကိုမျောတာတဲ့ကြီးကျယ်ပါလေချက်သူကိုမျော9 နာရီတိထွက်လာတယ်ဟိုးလှလိုက်တာကြည်နူးလိုက်တာလမ်းကြည့်လာပြီကိုစီလာတာပဲသူကတော့ကျွန်တော်လုံးဝမကြည့်ပါသူ့လမ်းသူကြည့်ပြီးတော့လာနေတယ်မကြည့်ချင်နေပါစေလာနေပြီးရောကျွန်တော်လည်းမထပါငုတ်တုတ်ကလေးထိုင်နေကျွန်တော်နားရောက်ပြီးစောင့်နေတာကြာပြီလားမေးပါသူနဲ့မပတ်သက်တယ်လို့ပါပဲကျ
ကျွန်တော်ရှေ့တဲ့ရောက်ပြီးမရက်ဘူးဆက်သွားတယ်သွားဖို့ကျွန်တော်သိတာပဲကျွန်တော်မတ်တထပြီးတော့သူဘေးနာလိုက်ပါပခုံးချင်းမထိရပါမထိပါထိဖို့မလိုပါဘူးမထိချင်နေပါစေဘေးချင်းရှင်သွားနေရကောင်းလိုက်တယ်ကြည်နူးအချစ်ဆိုတာအဲ့ဒါနူးညက်တယ်သိမ်မွေ့တယ်ထိမှမဟုတ်ဘူးဘေးချင်းရှင်သွားညင်လဲတစ်စင်းစောကြီးရောက်နှမ်းခေါ်ညင်လဲပေါ်တက်ဘယ်သူမှမတွေ့သေးဘူးကျွန်တော်တို့နဲ့ညင်လဲပေါ်ရောက်သူဟိုဘက်ခုံထိုင်ကျွန်တော်လူလဲလောက်ပြီးသူခုံသွားမထိုင်ပါဘူးသူနဲ့မျက်နှာချင်းဆိုင်ခုံထိုင်ပါတယ်သူရှက်တတ်တယ်လေနားလေပြီးညင်လဲတစ်စင်းနဲ့စီးနေရမှာတော့ဘာလို့သေးဘူးတခုံနဲ့မထိုင်ရလည်းကိစ္စမရှိသူကျွန်တော်ဘာမှလည်းပြောပါကျွန်တော်လည်းဘာမှမပြောပါကျွန်တော်တို့ညောက်ကဘာတွေမှလည်းမသိပါဘူးငင်းလဲသမားကြီးကိုပြောတယ်ဘုရားကြီးနောက်မဟုတ်ဘူးမောင်ငင်းလဲသမားကမြင်းကိုစကြိုးဆွဲရတဲ့သေရပြားနှစ်ပြားကိုစုံဆောင်ဆွဲပြီးရိုက်လိုက်ပြောင်းမြင်းမလေးကပြေးတာခွတ်ကဘာပေါ်မှာအသားရဆုံးဂီတပဲ pop music ပဲတာယာလိုက်တာမြင်းလဲသမားကကြာပုတ်ကိုဝိတ်ရမ်းပြီးတော့မြင်းကိုရွှမ်းကနေမောင်းကျွန်တော်လှမ်းကြည့်ကဘာပေါ်မှာအလှဆုံးအကဟောသိလှတာပဲဒီကြာပုတ်ရမ်းနေကျွန်တော်မျက်စိထဲမှာကုန်းလှဓမ္မပင်နဲ့နေလှလေကလေးတိုက်နေတာအေးကောင်းဖျားကြီးတော်မူရောက်ရွှေကြက်ရက်ကိုဖျားကိုသွားမယ်လူရှင်းသူများပြောတယ်ကြားဘူးလို့မရောက်ဘူးပါအဲ့ဒါနဲ့စကိုင်းကားကိုစီးရတယ်မနဲ့စောစောဆိုတော့ရှေ့ကန်းကလူမပါဘူးစပယ်ကအလွယ်လေးမှန်းသိတော့ရှေ့ကန်းတက်ဟန်ကြပဲပြေးလို့ရသူရှေ့ရတက်ကျွန်တော်နောက်ကတက်ထိုင်ညအဲ့ထိလည်းစကားမပြောပါသွားမိန်းကလေးတွေမှာမွေးရပါသူတို့ရည်ချင်းအမှုပညာတွေရှိတယ်ဗျမယုံမရှိနဲ့အဲ့လောက်ရှက်တတ်တဲ့မိန်းကလေးကသူ့ပစံအိတ်ကလေးတွေကတရားလုံးလေးတစ်လုံးထုတ်ပြီးတော့ကျွန်တော်ဘက်ကပေးတယ်မကြည့်ဘူးလူလေးပေးကြည့်စရာမလိုဘူးအဲ့တရားလုံးလေးကျွန်တော်ယူတယ်စကလုံးပေါင်းထောင်တောင်းပြောတာတဲ့တန်ဖိုးရှိဒါလေးစက်ကူခဲဘက်ကလေးမဆုပ်အောင်ခွာတယ်ဆုပ်သွားတော့ဘာဖြစ်လဲမဆုပ်เสียဘူးချစ်သူပထမဦးဆုံးပေးတဲ့တရားလုံးနှုတ်တယ်ဗျာအဲ့ဒီတရားလုံးကိုပါဇက်တဲ့ကဘာပေါ်မှာအဲ့ဒီချို့တာမရှိတော့ချို့ဆုံးပဲခဲဘက်စကူလေးသူမမြင်အောင်အိတ်ထဲထက်တင်ရအောင်မယ်တရားရီတွေညက်ပြီးတော့တင်ရအောင်ဒါတွေဟာအချစ်ရဲ့သင်္ကာရညတ်တာတွေပါပဲရွှေကြက်ရောက်တော့ကားပေါ်ကဆင်းသွားကြတယ်နှုတ်ပေါက်ဆိုတော့လက်ပံလေးကပွင့်လိုက်တာတဖြုတ်ဖြုတ်နဲ့ကျွေးဇယက်တန်လေးကညံလို့အဲ့ဒီဇယက်တန်လေးကကြည်တာဗျအရင်တော့ကနားပူတာနားကြီးဆူညံနေတာပဲကွာဇယက်တန်လေးမကြိုက်ရင်ဆူညံနေကြိုက်တော့ဂီတตายလိုက်တဲ့တန်လေးလက်ပံမွန်ကြီးတွေကတဖြုတ်ဖြုတ်ကျွေးမြေမခတဲ့တပွင့်ကိုလေထဲမှာလိုက်ဖမ်းမိပြီသူ့ကိုသွားပြီးတော့ပေးတယ်ယူတယ်ပန်လို့လည်းမရပါဘူးမရချင်နေပါစေဒါလေးသူကအမျက်တနုယူတယ်ဆက်သွားရေးစားတယ်ပထမဦးဆုံးချက်သူစီကကြားရတဲ့စကား၃လုံးရေးစားတယ်ဟုတ်တာပေါ့နှွေရသည်ကြီးချွေးရစို့လို့ရတယ်ကျွန်တော်ရေးရှားပါတယ်ရေးရှားတယ်ဆိုခက်ခဲမှုပေါ့ဟိုဒီမျက်စိကစားတာကျွန်တော်တို့အညာဒေသရွာဆက်ဝေးရင်ရိုးစင်တယ်ရိုးစင်ရှိမှာပဲတွေ့ပြီဟိုမှာတက်ကလေးမိုးလေးရိုးလေးကစိတ်အေးလို့သသားပြားလေးဖုံးပေါ်မှာရေမှုတ်ကလေးတင်ထားခွက်မုံရေမှုတ်ကလည်းရေညှိတက်တော့စိတ်ဆိုးအဲ့ဒီခက်ကရေတန်ဘူးခက်မဟုတ်ဘူးဘီပိုးလည်းမသိဘူးစီပိုးလည်းမသိဘူးဟိုမှာတွေ့တယ်သူခေါ်သွားရေမုတ်ကလေးနဲ့ဓမုတ်အပြစ်ခတ်သူပေးပါတယ်
နောက်ထပ်မိန်းကလေးများရဲ့မွေးရပါအနုပညာတွေ့ရပြန်ပြီအဲ့ဒီရှက်တတ်သောမိန်းကလေးကကျွန်တော်ပေးတဲ့ရေတမှုတောက်တယ်တဝက်ကုန်အောင်တောက်တယ်တဝက်ချန်ထားတယ်ကြံတဲ့တဝက်ကျွန်တော်ပေးတယ်ဒီဘယ်ကတော့သူ့ကိုမယုံရင်သူတောက်ပြီးကြံတဲ့တဝက်တောက်ပါဟာဘယ်ယုံလိမ့်အဲ့ဒီရေတဝက်ကိုအောင်တောက်ရုံနဲ့မကောက်ရေမှုတ်တော့ဝါစားခြင်းသေးတောက်တယ်ကုံတော့ကျွန်တော်လည်းမဝသေးပါဘူးသူလည်းမဝသေးပါဘူးကျွန်တော်သိပါနောက်တစ်မုတ်ထပ်ခတ်ကျွန်တော်တဝက်တောက်ကျန်တဲ့တဝက်သူပေးကျွန်တော်နောက်လိုက်သူတောက်တယ်သူလည်းမယုံပါဘူးကဘာပေါ်မှာနော်တန်ဖိုးကြီးဆုံးရေနှမုတ်ပါပဲချောကလက်မစ်ရှိတ်ဘာညာသွားစမ်းဘာကျွန်တော်တို့ရေနှမုတ်နဲ့မလဲနဲ့အချစ်ရဲ့သင်္ကာရရတ္တရဲ့သင်္ကေတတွေပါပဲအဲ့ဒီဟာတွေကနှလုံးသားမှာတသက်မမေ့ပါသူနဲ့ကျွန်တော်နဲ့အခုဒီနေ့ဗလန်တိုင်းဒေးမှာလူတွေကချောကလက်ပေးတယ်အဲ့ဒီရင်ကျိမှုကိုကျွန်တော်သဘောကျတယ်ချောကလက်ကချိုးတဲ့ထဲမှာခါတာလေးပါစိတ်နာလေးပါစေးထမ်းနေကညိကျွေးတဲ့ကောင်တော်လိုက်တာအဲ့ချောကလက်ပေးချစ်သူကိုပေးချောကလက်ကလေးစားတို့တော့သားတို့သမီးတို့တတိပေးပြသူစဉ်သမီးတို့ဒီနေ့ကာလမှာအချစ်သင်္ကေတချောကလက်တွေမရိုးသားတော့ရုပ်မှာကုန်ပြီအဲ့ဒီချောကလက်ထဲမှာလိန်စိတ်ကြွဈေးတွေထည့်ထားအဲ့ဒါစားမြင်တော့ငါးပါးမောက်လိန်စိတ်ကြွပြီဆိုပါစို့တဏှာမှာခေါ်သွားမယ်အဲ့ဒီသာတစ်ခုကိုခေါ်သွားမယ်အဲ့ဒီသာတစ်ခုကိစ္စမှာလိန်ကိစ္စတွေဖြည့်ရှင်းကြမယ်ဖြည့်ရှင်းကြလိမ့်ယမတဏှာကိစ္စတွေပြီးသွားပြီဘာကြံတော့ဘာမှမကြံဘူးကျွန်တော်တို့ရေနှမုတ်ကအသက်ထက်ဆုံးလွမ်းနေကြံတယ်အဲ့နောက်တော့ရွှေကျက်ရဲ့ရောက်သူကချမ်းသာကျွန်တော်တငယ်ချင်းတယောက်စည်ရင်ကောက်တာတလားတီတီပြည့်ပြီးလုံကြီးနဲ့အင်ကြီးမထပ်သေးဘူးကျွန်တော်ကဆင်းရဲတယ်အစိုးနှစ်ထည်ပဲရှိတယ်ဆန့်ကျင်ဘက်ကွာအဲ့နေကသူကကျွန်တော်ပြောတယ်ဒီနေ့ဒီပစိုးဝက်လာမယ်ထင်သားပဲနေတိုင်းသူတွေ့နေပဲကျွန်တော်ပြန်ပြောတယ်မထင်စရာပါရှိလေမနေ့ကဟိုပစိုးဆိုတော့ဒီနေ့ဒီပစိုးပေါ့ကွာမိမိဘာတွေကသဘောတူပါမလားကျွန်တော်မေးသူကပြန်ပြောတယ်တူမယ်မထင်ပါဘူးအတော်အားတက်စရာကောင်းပါလေဘယ်လိုဆိုရင်တူမတော့တက္ကသိုလ်မှာဆရာပြန်ဖြစ်ရင်တော့သူပြောလို့အဆင်ပြေမယ်ထင်ပါတယ်တဲ့ဆရာဆိုတော့နိဗ္ဗာန်นี่လက်ထောက်ကတိကนี่ထက်ပါမောက္ခနော်ပါမောက္ခနောက်ဆုံးကျောင်းဦးကြီးဆိုပို့တော်ဟန်ကြောင်းဝိုင်းတော်လဲနေကျွန်တော်ကအဲ့လိုစဉ်စဉ်တက်နိုင်ဖြစ်ချင်းတယ်ဖြစ်ရမယ်ကျွန်တော်တော်တယ်ဗျာစားတော်တယ်တွေ့ကြုံမယ်တော်တယ်အေးစိတ်ချဖြစ်เสียချုံလိုက်ပါမယ်နောက်ဆုံးနှစ်တိုင်း grade 4 grade 5ထွက်တယ်သိတော်တယ်နောက်ဆုံးနှစ်မှာကျွန်တော် grade 3ပါကျွန်တော်တက်ကတူမဟာဝိဇ္ဇာ7တက်မှာစိုးလို့ပါတက်ပြီးရင်တက်ကတူဆရာဖြစ်မှာစိုးလို့ပါလက်တကန်းကလေးကျွန်တော်အတွက်မခုံရပါဘူးမိတဲ့ grade 4ကလွယ်လေးမိတဲ့ grade 4ကမရလိုက်ပါညအထိထွက်ပြီးသားမနဲ့နှက်ပြန်မနဲ့ပါဇက်အောက်ခါနီးမှညအခါမှာပြင်လိုက်ကြတယ်ကျွန်တော်တော်တယ်ထက်တယ်အဲ့ဒီမှာဆရာမဂိုင်းနှကိုင်းကွဲနေတယ်ဟိုတကိုင်းဘက်ကဒီကောင်ရိုက်ငါတို့ဘက်ကနာမယ်သူတို့ချင်းရဲ့ကြားမှာညက်ပြီးတော့ကျွန်တော်တက်ကတူရောက်လာဖို့ကြေကွဲလိုက်တာဗျာဝန်းနေလိုက်တာဘဝကြီးတစ်ခုလုံး
မျောလင်းချက်တောင်းနှန်းနေအိုးတဖြုတ်ဖြုတ်နဲ့ပြိုးပြိုကျသွားတာကုန်ပါပြီဝေဝါဘာမှခွန်အားမရှိတော့ပါဘူးဘဝကို planning သေသေးချာချမှတ်ပြီးတော့အကောင်းဆုံးနေအကောင်းဆုံးကြိုးစားရည်မှန်းချက်ထားသားတို့သမီးတို့ကိုပြောချင်ပါတယ်မင်းတို့ well prepare ဘလောက်လှုပ်လောကမှာဒီလိုတစ်ချက်တည်းဖြတ်ရိုက်ချလိုက်တာမျိုးတွေကြုံရတတ်ပါတယ်ကြုံရတတ်ပါအတိတ်ကံလို့ပြောရင်လည်းရပါတယ်ဆရာကိုတိုင်မှာပြောကြပါတယ်တိုင်ရင်ပါမောက္ခအစဒုက္ခရောက်ပါလိမ့်အဲ့လိုလှုပ်ချင်တဲ့အထဲပါမောက္ခမပါပါဘူးမပါတဲ့ကျွန်တော်ဆရာကြီးကစအရင်ဆုံးဒုက္ခရောက်မလှုပ်တော့ပါအဲ့ဒီမှာသားတို့သမီးတို့ပြောချင်ပါတယ်ကျွန်တော်ချစ်သူနဲ့လည်းဝေးပြီပေါ့တက်ကတူဆရာဖြစ်မှာအစင်းစိမ်မြင့်မှာမို့သူ့မိဘတွေကစဉ်းစားယုံရှိမှာခုတော့စဉ်းစားကြမလို့တော့ထက်တန်းပြတော့မဟုတ်ဘူးကျွန်တော်ရှောက်တော့တိုင်းပညာဝန်ကလူရည်ကြုံဖြစ်တယ်กว่าဆိုပြီးတော့မှဖေဖော်ဝါရီလပညာသင်နှစ်ကုန်ကန်နီးမှာကျွန်တော်အလယ်တန်းပြဆရာခန့်ကျွန်တော်ပြောတာတဏှာယူရှိသေးနောက်ထပ်15မိနစ်လောက်ပေါ့နော်အဲ့တော့ကျွန်တော်ကြောင်မီးဆိုတဲ့ရွာကလေးကိုသွားရမန္တလေးနာကအလေရန်ပြနဲ့သွားရသားတို့သမီးတို့ကိုပြောချင်မှာငါဘွားတော့သွားပါပြီကွာရေစုံမျောပါပြီကွာဘာမှလည်းဖြစ်တော့ပါဘူးကွာလောကကြီးကဘယ်လိုလုပ်လို့ကောင်းအောင်ဘယ်လိုလုပ်ကောင်းအောင်ဘယ်လိုကြိုးစားလကားပဲကွာလောကကြီးကိုစိတ်နာတယ်လူတွေကိုစိတ်နာတယ်ဘဝကိုစိတ်နာတယ်သွားသမ်းမှာကွာလာခဲ့စမ်းအရက်ပလင်းဆွဲထက်ကွာတော့အဲ့လိုချိန်မှာမြောက်ပေးမဲ့ကောင်တွေလည်းအများကြီးချစ်တယ်လူနဲ့သိအောင်လုံးမဲ့ကောင်တွေဟဲ့စဉ်းစားမလို့တော့သိအောင်တော့ဘဝပြည့်အောင်တော့ဒုက္ခရောက်အောင်တော့လူပြည့်ရှုံးအောင်တော့အဲ့လိုဒိဗေတွေပါပဲမြောက်ပေးပါလိမ့်မယ်မြောက်ပေးကြတော့မလိုပါဘူးကိုကမင်းများပြီတော်တော့ပြီးတော့တားတဲ့ကောင်ရှိတော့မှနေစမ်းပါပေးစမ်းပါသေစမ်းပါစီတလောက်တော့အဲ့လိုလုပ်ပြီးတော့ဘဝလက်မြောက်ရှုံးပြီးသားတို့သမီးတို့သူတင်သားတို့ဘယ်တော့မှမင်းတို့ဘဝကိုရှုံးမပေးနဲ့လောကရန်ကစိန်ခေါ်နေပြီအဲ့ဒါယောက်ျားကောင်းငါဘဝကိုကောင်းစွာတိဆောက်ဆက်ရက်လုံးဝမတော့ပါလာပြီဆက်ဆက်လိုက်ကိုမြင့်မကိုအားကြတဲ့ချစ်တဲ့ဆရာဝန်ဖြစ်မှအများကြိုးလုံးနိုင်တယ်လားကွကျောင်းဆရာပိုးတောင်လုံးနိုင်နေတယ်ကွအဲ့ဒီကြွာကလေးကိုချစ်မယ်ကွရွာသူရွာသားတွေကိုချစ်မယ်ကွငါတပည့်ဖြစ်မယ်ကလေးတွေချစ်မယ်ကွငါကောင်းဆုံးလုံးမယ်ကွသွားပြီကျောင်းကလေးဝင်လိုက်တော့တာပုံပေါ်မှာဖေဖော်ဝါရီလတပေါင်းလားလက်ပံမွင်ကြီးရဲဝက်စိတ်အားတင်းပြီးကျောင်းကလေးစီသွားရင်လက်ပံမင်းမြင်တော့ရေးထဲမှာဒီကောင်လည်းလာလို့လွမ်းတာကျွန်တော်ချက်သူမိန်းကလေးကိုလွမ်းလိုက်တာကျောင်းကလေးသွားကျောင်းထဲဝင်တော့ဆရာလေးတစ်ယောက်ဆရာမလေးနှစ်ယောက်ရှိကျွန်တော်ဒီကျောင်းကိုအလယ်တန်းပြခန့်လိုက်လို့ရောက်လာတာပါဝန်တာလိုက်တာဆရာရဲ့ဆရာမလေးတယောက်ကတွေ့တယ်ဝန်တာလိုက်တာကျမတို့မကျောင်းလယ်တန်းကျောင်းအောင်လည်းမရှိဘူးရှင့်မူလာတန်းကျောင်းကလည်းပြောင်းသွားပြီရှင့်မာလိမ်မှုမရှိတဲ့သင်္ဘောပါရှင့်ဘာလို့ဘာကံမှမသိပါဘူးရှင့်ဆရာလာတာအားတက်လိုက်တာရှင့်သူတို့ပြောကြသူတို့ပြောနေကျွန်တော်လျှောက်လာတာအဝေးကြီးညောင်းနေဗျာထိုင်နေတဲ့စကားလေးပါလေးထိုင်ပြောရင်ကောင်းမှာသူတို့လည်းမတက်ပဲပြောထိုင်ကုန်လိုက်ကြည့်တဲ့ကြောင်းလုံးတစ်လုံးမှလည်းမတွေ့ဆရာမလေးတယောက်ကအကင်ပါအားနာလိုက်တာဆရာကဒီကြောင်းမှာကလထိုင်ပေးဖို့တစ်လုံးမှမရှိဘူးရှင့်ဆရာမတို့ကဘယ်မှာထိုင်တို့ကျမတို့မထိုင်ပါဘူးရှင့်တနေ့လုံးကြတော့ညောင်းရင်ဘယ်လိုလုပ်မလို့ညောင်းတော့ဒီကလေးတွေစာရေးကုန်မတက်ထိုင်ပါတယ်ရှင့်ဖ
စာအုပ်တွေခက်ကြမ်းကြမ်းတွန်းဖယ်ရှာထိုင်ကျောင်းဆရာကျောင်းမှာကျောင်းဆရာဒီမြေကြီးကျောင်းကျောင်းမှာတပည့်တို့စာရေးကိုမတက်မထိုင်ရလို့ကျွန်တော်သိထားတယ်။ဘာမထိုင်တော့ပါဘူး။ကဲလို့ဆိုရင်တော့ဒီကျောင်းမှာကျွန်တော်ကတာဝန်ခံဖြစ်သွားပြီ။ကျောင်းမိုင်ပစ္စည်းစရင်ကောက်ရအောင်။ဘာပစ္စည်းတွေရှိလို့ပြောပါ။ဆရာလေးကပြောတယ်။ဘာပစ္စည်းမှမရှိပါဘူး။အဲ့လေဒါဆိုတော့လည်းစရင်ရှင်းတာပေါ့။စရင်မရှုပ်တော့လမ်းကြည့်တော့ဟိုနားမှာဘီယိုပူလေးရှိတယ်မွဲ66အဲ့ဒီဘီယိုလေးအဲ့ဒါလေးတော့ရှိပါတယ်အဲ့ထက်မှဘာရှိဘာမှမရှိပါဘူးကျွန်တော်သွားကြည့်တယ်ဖွင့်ကြည့်ရှိတယ်မြေပြူဖို့အခွန်တစ်ခုရှိတယ်အဲ့ဒီမြေပြူဖို့ခွန်ထဲမှာအိမ်မြောင်ဥလောက်ရှိတယ်မြေပြူကလေး၄လုံးရှိတယ်ကျွန်တော်သိတာမြေပြူကအချောင်းအဲ့ဒီကြောင်းမှာအလုံးဒါလေးတွေကဘာလို့ပို့ထားတာတော့ဆံမလေးတယောက်ကဖြေတယ်မရေးမဖြစ်ရေးဖို့လို့ရင်ရေးအောင်သိမ်းထားတာအဲ့ဒီကြောင့်ဘလောက်ချမ်းသာအဖြစ်ဒက်စတာရှိလားရေးမှမရေးပဲနဲ့ဖြတ်เสียမလိုပါဘူးဟောသူကနဲ့သူတော့ရှင်းလို့ကျောင်းပဲချိန်တက်တော့ကျမတို့မန်းလေးရလာတာရောက်တဲ့ချိန်တက်တာပါပဲကျောင်းပဲချိန်ဆင်းတော့ညနေပြန်ညနေချိန်ဆင်းလိုက်တာပါပဲဟောဒါတော့အဲ့လိုမလုပ်ပါနဲ့နှစ်ဖြင့်ငါစ9နိုင်တက်အောင်3နိုင်ဆင်းအောင်ကျွန်တော်စိတ်မကောင်းတာကကလေးတွေလှမ်းကြည့်တော့ဆက်ဖွဲပြာတွေပေါ်မှာထိုင်နေတယ်ရှေ့ကစာရေးကုံကလေးတစ်ပေလောက်မြင့်နေသူတို့ចောင်းစိမ့်နေအကုန်လုံးចောင်းပြာဖြစ်နေပြီအင်ကြီးလေးတွေပါတက်ပြာနေပြီခေါင်းပေါ်မှာလည်းပြာလို့ဖွဲနေတယ်ဒါကတော့ကလေးတွေအတွက်မဖြစ်သင့်ပါဘူးကျွန်တော်တပတ်ပြည့်တော့တနင်္ဂနွေနေ့ကလေးတွေကိုမိဘတွေဖိတ်ခိုင်းမိဘတွေလာပါတယ်ကျွန်တော်ပြောပါဒီเจ้าရောက်တော့ရှားထိုင်ကြကလထိုင်တစ်လုံးမှမရှိပါဘူးမရှိချင်နေပါစေအဲ့ဒါကိုကျွန်တော်မပြောလို့ပါကလေးတွေဆက်ဖွဲပြတဲ့မှာနေရကျွန်တော်လိုက်လှူခံတယ်ကျွန်တော်နီးကျွန်တော်ဟာနဲ့ကျွန်တော်ဇာတိစငိုင်မျိုးကိုသွားလှူခံတာ340ရတယ်ရွှေတကြသား200ခက်ကပသိမ်ကြီးเจ้าကိုကျွန်တော်သွားလှူခံတာအဲ့ဒီက290ရတယ်လက်သမားနဲ့ပြန်ခေါ်တတ်တာ9500ကုန်အုတ်ခင်းမယ်ထိုင်ကုန်နဲ့စာရေးကုန်ကလေးတွေအတွက်လုပ်ချင်ကလထိုင်မလုပ်ပါမိဘတွေတအုပ်လီ30လူပါပြောတယ်မိဘတယောက်ကမတ်တထဟုတ်ကဲ့မရှိပါဘူးမလှူနိုင်ဘူးဗျပြက်သားစားပါ30များရင်9ချက်2ခါခွဲလှူပါနော်9ချက်2ခါလည်းမလှူနိုင်ဘူး3ချက်2ခါ4ချက်တစ်ခါ3ခါခွဲလှူပါအဲ့လိုစိတ်ဆိုးသွားတယ်ဒီမှာကျောင်းဆရာခမရတော်နားဝေးတယ်လူပဲကျုပ်ပြောတာလုံးဝမလှူနိုင်ဘူးပြောတာဗျအစိုးရလက်ရန်ကျောင်းဖွင့်တာသူပေးပေါ့ဗျသူတို့ဘာလို့ပေးရဟောကျွန်တော်ဘေးနာဆရာလေးကဝုန်းကနေထားမလို့သူလက်ကလေးဆွဲထားထိုင်မှာဟုတ်ပါတယ်လို့ကျွန်တော်ဒီအစီရင်ခံစာရေးတင်ပြီးပါပို့မှာပါသို့သောတနိုင်ငံလုံးမှာဆိုရဒီလိုကျောင်းမျိုးတွေဘယ်လောက်ရှိကျွန်တော်တို့ကျောင်းလည်းပြောတော့အဲ့ဒါဆိုရင်တော့ကလေးတွေကဒီတိုင်းတပတ်တောင်မနေသင့်ဘူးကျောင်းမလို့ပါဗျာအဲ့လိုပြောတော့ဘုရားကတယောက်ကမတ်တထဒီမှာကျောင်းဆရာတွေသူတို့ကဆရာလို့မခေါ်ဘူးဗျဆရာလို့ခေါ်ရင်နားတယ်ထင်လို့သူတို့ဆရာမဟုတ်ဘူးလေဒီမှာကျောင်းဆရာစိုက်ကားဆရာညင်လဲဆရာတူတူပဲခင်ဗျားလောက်ရတာလေမတန်ပါဘူးဗျခင်ဗျားသားသမီးလည်းတယောက်မှမကျန်ဟိုသွားလူခံလိုက်ဒီသွားလူခံလိုက်အခုလိုမိဘတွေခေါ်ပြောတယ်လက်မဲ့ရိုင်ပြောတဲ့ကောင်ပြောသေးလုံမနေနဲ့ဗျဆရာရေးတယ်ကျွန်တော်လူမယ်ဗျ9000လက်ခုပ်တွေဝိုင်းတီးကြတယ်နာမည်လေးမရှိပါဘူးသေးတာဦးသေးတာသူကမထိုင်သေးဘူးမတည့်ရမဟာသဘောခမည်းကျုပ်တဲ့ချမ်းသာခမည်းလည်း9000လူလိုက်ဗျလူတွေလက်ခုပ်တီးတယ်မဟာသဘောဆိုဟိန္ဒူကလာကြီးနိုးစီချက်ယုံပိုင်တယ်နွားတွေမွေးဒိုဒီဝတ်မတ်တထကျွန်တော်သူ့ welcome လုပ်ကြည့်ကလာကြီးကပြောတယ်ဟဲ့အောင်သေးတာမင်းလှူခြင်းမင်းမသာမင်းလှူပေါ့ကွာဘာကိစ္စမင်းကမင်းနဲ့ခွဲရန်တူတူလာပြက်မလှူဘူးကွာမင်းပြောလို့ကိုမလှူဘူး
ngà sa ngà bà ngà sinh ra nè quả ngà đồng lu mà lu cứ miếng cho lu mà lu đâu đi cái lai dạy hiện thà vào lo còm lu nát đó cái lai dạy mà thầy nghe vu miếng cho lu ngà đồng mà lu cho là quả trong xe dễ lại sang ta tông là khâu để đi ấy cho nó dễ xịt cho nó lừa ra con thằng ngài à baนี่เอาบ้องตะต้องเสียงปูดองปูบาที่มาตัวบ่คนนั้นเท่าငါးတော်မဲ့လူပါကလိုက်ရစိတ်ဆိုးတယ်ဒီမှာကြောင်းဆရာတယ်ခမရလူကစင်းရဲဖို့ပဲကျုပ်ကကျုပ်မွဲတော့နှစ်ပြငါဘူးဒီခမ်းကြီးရောင်းစားခမရနဲ့မဆိုင်လူတွေလက်ခုပ်တီးပြန်တယ်ကျွန်တော်ရေးသူတို့ကိုအားကြလို့မတ်တထားတဲ့လူတွေအများကြီး3000 2000 1500 300ပြီးတော့တလုံးရိုးစင်တစ်စင်အစတ်ဒီဖြင့်လူလာဗျာလက်ခုပ်တန်ကြီးညံမစဲကျွန်တော်အဆောက်အဦတစ်ခုတောင်ဆောက်ရသေးပြန်လက်သမားတွေအမြန်လုံးကျွန်တော်ကြောင်းကလေးအုတ်ခင်းပြီးပြီဟိုးစာရေးကုန်နဲ့တန်းနဲ့တန်းထီဟန်ကပါတီရှင်နေနဲ့9တန်း6တန်း5တန်းတန်းနမည်လေးတွေချိတ်ဟိုးအန်ကြလိုက်တာသို့တော့ဘာပြဿနာတက်ဟိုတော့ကတော့ကျွန်တော်တပည့်တွေကဇီးတုတ်တွေအမိုက်ခွန်နေတွေ့သမျှပြည့်ဖွဲလေးနဲ့ဖုံးဘာမှမမြင်ခုတော့မိုက်တွေဒင်းချမ်းလို့ဗျာတားတို့သမီးတို့လူတွေလိုက်မြင်မကောင်းဘူးကွကျွန်တော်ကတပည့်စီးလေးမတ်တက်တပည့်စီးလေးတွေဝယ်တန်းတစ်ချောင်းထောင်ပြီးမိုက်လဲကြကွလဲမှန်လဲကျွန်တော်နောက်ဆုံးမနေနိုင်3ရက်လောက်နေတော့သူတို့လူဆောင်9နိုင်လောက်ပြောင်းဆောက်9နိုင်ထိုးကနီးတော့ကျွန်တော်အကြောင်းစောကြီးရောက်တာပါကျွန်တော်အကြောင်းမှဒလဝန်လည်းမရှိပါဘူးပြတာလည်းမရှိပါဘူးစရေးလည်းမရှိပါဘူးအကုန်လုံးကျွန်တော်တယောက်တည်းပါကောင်းတယ်အလုပ်တွေကုန်ကျွန်တော်အညွန်လုပ်ရတယ်လုပ်အလုပ်တွေများလေကောင်းလေကောင်းကိုမဖော်နိုင်လေကောင်းမလွမ်းတော့အားရင်လွမ်းလွန်းလို့မလွမ်းရရင်ပြီးရညက်တဲ့လူကြီးတွေနဲ့ဆွေးနွေးအိတ်ခါနီးမှကျွန်တော်ဖိုးဖွားအိမ်မှာကျွန်တော်အိယာလေးပြန်အိတ်ဒါတော့အိတ်မပြောခင်တအားလွမ်းတယ်တနေ့လုံးပန်းတော့ကြာမလွမ်းလဲအောင်အိတ်ပြောသွားအဲ့တော့ကျွန်တော်เจ้าကိုစောကြီးရောက်မလုပ်ဘူးကျွန်တော်9နိုင်ထုံးကနေဒီကောင်လေးစုံပြီးဆုံးမှ9တန်းကတပြက်စီကိုယူတယ်9တန်းနဲ့မိုက်လဲလာလက်ပိုက်ကြည့်နေကြတယ်ပေးဆရာကျမလဲမယ်ကျွန်တော်လဲမယ်တောင်းဝိုင်းကြည့်လဲ9တန်းကမိုက်ကုန်လဲပြီးတော့6တန်းကောင်နေလာဆောက်ဆရာကျွန်တော်တို့ခန်းလာမယ်သိပါတယ်ခုလာပါ9တန်းလဲပြီးကျွန်တော်6တန်းကိုလဲလက်ပိုက်ကြည့်ကောင်းတယ်ကြည့်ကောင်း6တန်းပြီးကနေတော့9တန်းကောင်နေလာပြီဆရာ9တန်းအေးပါသိပါတယ်9တန်းလဲနောက်တနေ့လဲကျွန်တော်အဲ့လိုပဲလဲဒီကောင်နေလိုက်ကြည့်ကျွန်တော်တပည့်လေးတွေဘလောက်ညာချစ်ဖို့ကောင်းတယ်လေ3ရက်မြောက်နေ့မှာတပည့်စီးတစ်ချောင်းကိုလူတယောက်တိုင်ထားတာချစ်ပါအောင်ဆုပ်တာအစောကြီးလာဥထားသူကလည်းမလဲဆရာမလာသေးလို့ဆရာမြင်စေခြင်းနဲ့မြင်စေဆရာမြင်မှလဲကျန်တဲ့ကောင်တွေကတပည့်စီးလာတော့မရအောင်ပဲကျွန်တော်လည်းရောက်ပြီလမ်းကြည့်တော့ဒီကောင်လှဲတော့တာကျောင်းဆရာဘလောက်လှုပ်ရှုပ်ကလေးတို့ကိုချီးမွမ်းမှုမပြတ်ကွက်ပါနဲ့ဒီနေ့တပည့်ဆရာမလဲရဘူးလားကွာလဲရမင်းလဲမှာလားကွာဟုတ်တယ်လိမ်မာလိုက်တာငါတပည့်ရပခုံးကလေးပုတ်တိတ်နှစ်သက်တာပဲသူနှစ်သက်တယ်နော်ချီးမွမ်းတာသဘောကျ6တန်းကကောင်ကလည်းလှမ်းကြည့်လဲနေပြီအဲ့ဒီကောင်သွားပခုံးပုတ်9တန်းကောင်သွားပခုံးပုတ်လဲကြကလေးချီးမွမ်းရင်လိမ်မာတယ်ကလေးမို့လူကြီးတောင်လိမ်ချီးမွမ်းတာကြိုက်တယ်ကျွန်တော်ချီးမွမ်းတာကြိုက်တယ်ဘယ်သူမှကျွန်တော်မချီးမွမ်းတာကြိုက်ရင်ကျွန်တော်မိမပြောရတယ်ငါလည်းဘယ်သူမှလည်းမချီးမွမ်းကြဘူးမိမဟုတ်ပါရဲ့ငါ့ကိုကြာတော်လိုက်တာနော်ဘာမှမဆိုင်6တိုက်ကြီးပဲအဲ့ဒါကြီးဘာမှမဆိုင်ဘူးဆိုပြီးတော့မြန်သဘောမကျဘူးမထင်ကြတယ်ကျွန်တော်ပြုံးလို့သဘောကျလူချီးမွမ်းတာကြိုက်
နောက်တော့ကျွန်တော်ကစိတ်ကူးရတယ်ဗျအမိုက်ပုံးလေးတွေဝယ်တရန်တပုံလိုက်ချတပည့်တို့မင်းတို့အမိုက်တွေလဲရဲဆိုအမိုက်တွေတွေ့ကြချတာကိုကွာဟောဒီပုံးလေးတွေထဲကွာလဲတောင်နည်းနည်းပဲချက်မှာပေါ့ကွာထဲလဲတော့လဲတယ်အမိုက်တော့တွေ့ရပြည့်ကျွန်တော်ကနောက်တော့ဒီကောင်ကြီးမြင်တဲ့ချိန်အဲ့ဒီမိုက်တွေလိုက်ကောက်မိုက်ပုံးတွေထဲနေ့တိုင်းကောက်လှမ်းကြည့်3 ရက်မြောက်နေ့မှာဒီကောင်ကြီးလှုပ်ပြန်ကျွန်တော်အကြောင်းနဲ့ဝင်သွားတာနဲ့အမိုက်တစားကိုလူတယောက်ရက်ဆောက်မကောက်ဘူးကောက်ဒီပြန်ကောင်းတယ်လားမလုပ်နဲ့မကောင်းနဲ့သူမိုက်သူမှတ်ပုံတင်ထားတယ်သူမိုက်ကျွန်တော်လာတာမြင်မှလှမ်းကြည့်သေးတယ်ကောက်ပတ်ထက်ငါတို့ပဲအမိုက်ကောက်နေလားကွာဟုတ်တယ်ဆရာလိမ္မာလေကွာနောက်တော့ကျွန်တော်တပည့်လေးတွေကျွန်တော်မြင်မမြင်အမိုက်တွေကောက်ကြလာတယ်ဒီကြောင်းလုံးကိုရှင်းလို့ကျွန်တော်ကြည့်မကြည့်အမိုက်တွေလက်ကြပါချစ်ဖို့ကောင်းလိုက်တာချစ်ဖို့ကောင်းလိုက်ရွာလေလန်းကိုကျွန်တော်လျှောက်လာရင်အိမ်တဲ့ရဲ့လမ်းអော်အိမ်ကဆရာကြီးကျွန်တော်သက်29နှစ်ပါဗျာလို့ထူပါတယ်နောက်တိန်ရှိရခေါ်ပြန်ပြီဆရာကြီးဗျာအိမ်ကြီးလည်းကတ်နေဗျာဆိုင်လောက်ထူတော့မောသွားဆက်တိန်ကကောင်ဆရာကြီးမထူနားလိုက်ဦးဆက်နေအိမ်ကဆရာကြီးထူ73အိမ်ဟောငါလည်းကလေးတွေခေါ်နေတာမထူပဲနဲ့သွားနေအာနာကိုကောင်းတာဗျာထူလိုက်14အိမ်15အိမ်ဆက်ထူကြောင်ရောက်သွားနေ့လေကြတော့ကလေးအမေနှစ်ယောက်ငိုးကြောင်ရောက်လာဆရာကြီးကမျက်နှာလိုက်တဲ့တော့တလန်းလုံးတော့ထူတယ်တော့တို့ကလေးနှစ်ယောက်ခေါ်တာတော့မထူဘူးတော့ဟောဟုတ်တယ်မောလို့နားလိုက်မိတာပါမနေ့ဖြင့်ငါစမနာတော့ပါဘူးနော်ချစ်စရာကောင်းတယ်နော်အဲ့ဒါကလေးတွေကလောကသေးသေးဖွဲဖွဲမဟုတ်ဘူးအကြီးကျယ်ကြီးတွေဗျလောကအလှတရားတွေနှစ်သက်ဖို့ကောင်းတယ်ကျွန်တော်တပည့်တွေနဲ့ကျွန်တော်နဲ့ချစ်တယ်ဗျာဟိုညနေကျကျွန်တော်ဘောလုံးကန်တပည့်တွေသင်ပေးကျွန်တော်ဘောလုံးသမားဒုပြုတ်ပြီမဲ့သင်နိုင်တာပေါ့တပည့်မာတွေကဆရာကြီးကမတရားဘူးကောင်းလေးတွေတော့ဘောလုံးကန်သင်ပေးတယ်သမီးတို့လည်းကစားသင်ပေးဟုတ်တာပေါ့ထုတ်စီတို့ကွင်းလေးလို့ထုတ်စီတို့မြို့နယ်တိုင်းတွေမှာကျွန်တော်ကောင်းလေးကြည့်ရတာကျွန်တော်သမီးတွေကြည့်ရတာဒီလိုနဲ့ကလေးတွေအိမ်တိုင်းရောက်ခရီးပေါက်ကျွန်တော်တပည့်တွေရှိတဲ့အိမ်တိုင်းကျွန်တော်ရောက်သွားတယ်17ရွာရှိမင်းမြို့တက်တဲ့ကြောက်ချောရွာဖြင်းခုတ်စားဆင်းရဲတဲ့ဆရာကြီးလာတယ်ဟဲ့ပြောကြအမေတယောက်ကငိုဆရာကြီးတပည့်ညာကျော်အိမ်မှာငိုနေတယ်ဆရာကြီးအိမ်ခေါ်ခြင်းနာအိမ်ကမကောင်းလို့အိမ်မဆောက်လို့ငိုနေတယ်ဖေနဲ့မေရန်လုံနေတယ်အေးတော့လာခုသွားကျွန်တော်တပည့်လေးမငိုရအောင်လို့လိုက်သွားသူ့အိမ်ရှိရောက်တော့ကျွန်တော်ငိုရမယ်ကိန်းပါပဲအိမ်ထဲဝင်မှု၄ဘက်ထောက်ရတော့မယ်ကံကောင်းတဲ့အိမ်ရှိမှာဇောင်ညမ်းမင်းကလေးဝိုင်းဟိုအရေးကလေးကလည်းကောင်းလိုက်တယ်လေကလေးကအေးလို့ဒီအောက်မှာထိုင်ကြတာပေါ့အင်းရှင်ယောက်ျားဝင်းတာသွားတယ်ထွက်ပေါက်ရဟုတ်တာပေါ့ဟာဖြာကလေးယူခင်မမိမဖြာကလေးယူလိုက်ဖြာကလည်း၄တောင်ဆက်မဟုတ်ပါဘူးဒီဟိုကျွန်းမြေပုံနဲ့တောင်တူပါလေအနားရီစုပ်ပြဲလို့နေရာလေဟာဖြာကောင်းလေးသွားယူစမ်းမှာဟိုဒီဖြာလေးကချောတယ်ချက်ကျွန်တော်ထိုင်မယ်မြန်ထိုင်ရအကောင်းကလည်းမရှိပါဘူးရင်နှွေးချမ်းယူကြည့်ပါဆရာကြီးကိုတက်ရောက်ယောက်ျားလောကကောင်းတယ်မြေခရားအိုးကြီးရောက်လက်ဖေးပကံကနှခမ်းပဲ့ကျွေပကံနေပကံကလည်းဟာနှခမ်းကပဲ့လို့ဟိုဈေးတဲ့တော်ဘူးမတို့ရင်သွားပြီးအကောင်းငှားစမ်းမှာသူမိမပြန်ပြောတယ်အဲ့ဒါတော်ဘူးမအိမ်ကငှားလာတာပဲတရွာလုံးမှာဒီတလုံးရှိမလို့ရတယ်ပဲ့လို့စီစမ်းမှာရွှဲဆန်းခဲ့မိမကဆန်းလာ10စီမှာ1စီပဲစီထိနေရာလေဟာရွှဲဆန်းမှာဆိုမှသွားပြန်ဆန်းကြီးအောင်မိမပြန်ပြောတယ်အဲ့ဒါပလင်းထဲမှာရှိတယ်အကုန်လောင်းလာတာပဲရပါတယ်ကောင်းပါတယ်ကျွန်တော်စားပါကလေးတွေနဲ့မိဘတွေနဲ့ပြောရင်းနဲ့ဘာသိကြရတော့ကျွန်တော်တပည့်လေးတွေ
မနေ့4 နိုင်ထင်းကားနဲ့ထကျောင်းလာရစားတယ်ပတ်စကားတွေကမတင်ကျင်ဘူးပတ်စံမရဘူးပတ်စကားစဉ်ဥက္ကဋ္ဌကိုကျွန်တော်ခေါ်ပြောပါတယ်မေတ္တာကရတယ်ဆရာသူကားပိုင်ရှင်တွေခေါ်ပြောစေရနာကောင်းတဲ့ကားပိုင်ရှင်ကနှစ်ဖြင့်ငါမနေ့ကစပြီးကျောင်းချိန်7 နိုင်ကျွန်တော်ကားလို့ကျွန်တော်ဒရိုင်ဘာစပယ်ယာပြောတာကလေးတွေမညူစွာစရာဘူးကောင်းစွာတင်ပေးရကျွန်တော်တို့ရဲ့လေးတွေကျောင်းရောက်တော့ဈေးဆိုင်တန်းမှာတရေအိပ်ရတယ်အဲ့ဒီနေရာစမအိပ်ရအဲ့လိုနည်းနဲ့ဗျာကျွန်တော်တို့ရဲ့တွေကိုကျွန်တော်ချက်လိုက်တယ်ငွေကြိုက်သေးတာတွေများလို့ကျွန်တော်ကျမ်းမာရေးမှုနဲ့တိုင်ပင်ပြီးတော့ရှေးဥဒုနာပြုနေသင်ပေးကလေးတွေကိုကျမ်းမာအောင်နေသင်ပေးဒီရွာကသဘောကျတော့ဟိုဘက်ရွာတွေကလာခေါ်အဲ့ဒီရွာတွေပါလိုက်ပြီးလုပ်ပေးတညနေမိဘ10 ဦးရောက်လာတယ်သူတို့ကလေးတွေအင်္ဂလိပ်စာညံ့ဆရာအင်္ဂလိပ်စာကျူရှင်သင်ပေးပါတယောက်30ပေးမယ်10 ဦးရှိ10 ယောက်ငွေ100ရကျွန်တော်လာက185ကျပ်အဲ့ဒီ100နဲ့ပေါင်းရင်285ကျပ်ရွှေ9 မူသားလိုချင်တယ်လူပြလောဘရှိပါလေအေးသင်ပေးညနေကျကျွန်တော်တို့ရဲ့အားလုံးတန်တန်နဲ့မှဆုလိုက်မင်းတို့စာအင်္ဂလိပ်စာသင်ပေးမယ်ကျူရှင်ပေါ့ကွာမင်းတို့အင်္ဂလိပ်စာညံ့သင်ရင်တဲ့ကောင်လက်ညှိုးထောင်းအကုန်ထောင်းတယ်မသင်ရင်တဲ့ကောင်လည်းတယောက်မှမရှိအဲ့တခုတော့ရှိရနော်ကျူရှင်ကတော့ပေးရမယ်ကွာပြုတ်ကြသွားလက်ညှိုးဆိုတဲ့အတိုင်းတကယ်ညှိုးကြသွားကျွန်တော်လှမ်းကြည့်10 ချောင်းကြံကိုမြင့်မောင်ကိုအားကြတဲ့လူပတ်စံပေးနိုင်တဲ့ကောင်ကြီးတော်ကြမပေးနိုင်တဲ့ကောင်ကြီးလျှော်ကြမင်းလုံးမလားကျွန်တော်မင်းတပည့်တို့ဆရာပြောတဲ့ကျူရှင်ကတနေ့ပေးတဲ့ဆိုတနေ့ပြအောင်လုပ်ရမယ်လို့ပြောတာကွာအဲ့ဒီကျူရှင်ကပေးနိုင်ထောင်ညကွာအကုန်ပြန်ထောင်အားလုံးကိုကျွန်တော်သင်ဟိုကောင်10 ယောက်ကလည်းမပေးတော့ပါမပေးရင်နေကလေးတွေအကုန်လုံးကိုသင်ပေးတညမိဘတွေနဲ့ကျွန်တော်ဆွေးနွေးနေတော့ညညကျန်ကလေးတွေက50 လောက်ရှိတယ်ဗျဖိုးဖွားအိမ်ကိုလာတယ်ပုံပြောရတယ်နှစ်ပုံလောက်ပြောပြီးမှပြန်တယ်ကျွန်တော်လူပြိုပဲဗျအဲ့တုန်းကဒီမှာနေတာပဲပြောနေတာပေါ့ပြီးရင်ကျွန်တော်မိဘတွေနဲ့ရွာရေးကျွန်တော်ကျောင်းကိစ္စဆွေးနွေးအဲ့လိုဆွေးနွေးနေတော့ကလေးတယောက်ရေရွှင်းကြီးတဲ့ကြဘုံကလေးတယောက်ရေရွှင်းနဲ့ကြတယ်မိဘတွေကိုကလေးကိုခေါ်ကြဖိုးကြည့်ရေဖိုးငယ်ရေအေးမြရေထွေးခင်ရေငါကလေးတွေစုံမြဲနင်တို့ရဲ့ကလေးတွေကြည့်အောင်ဟဲ့ရှာကြအောင်ဟဲ့ဘယ်သူမှရေရွှင်းနဲ့မစင်ကိုကလေးကိုရှာကျွန်တော်ကတော့အဲ့လက်ဖက်ထဲကနေပြေးရေရွှင်းနဲ့ဆင်းရကလေးတယောက်ရကျိုးတွေနဲ့ကလေးရောကျွန်တော်ဆွဲတင်ညကျမကြီးမှုရောက်လာတော့ရှေးဥဒုနာပြုနဲ့ပြုစုကျမကြီးမှုကလည်းကျွန်တော်နဲ့တော့ခင်ပါတယ်ဒါကြိုးရကြိုးလောက်ကြကလေးမသေးပါဘူးနောက်နေ့ကျအဲ့ဒီမှာမြောက်တက်ကလာပြီးခြံလှုပ်ရှားနေတဲ့တက်ကြက်ကြီးအထွက်ပေါ့တက်ကြက်ကြီးဟောင်းတယောက်ကပြောတဲ့စကားတရွာလုံးပြန့်သွားပါလေကလေးတယောက်ရေရွှင်းနဲ့ကြတယ်ဆိုတော့မိပါလေကိုကလေးကိုရှားလိုက်ကြဘယ်သူမှရေရွှင်းနဲ့ဆင်းဖို့မရဘူးကျောင်းဆရာကရေရွှင်းနဲ့ဆင်းရတယ်ဆရာကတော့ဆင်းရမှာပေါ့တရွာလုံးကသူ့ကလေးကြီးကိုအဲ့ဒီစကလုံးလေးလှလိုက်တာကျွန်တော်သဘောကျကိုချီးမွမ်းလို့မဟုတ်ဘူးဆရာဆိုတဲ့ definition ပြတရွာလုံးသူကလေးကြီးအဲ့လိုနဲ့ဗျာကျွန်တော်ကလေးတွေကိုချစ်တယ်ကျေးဇူးတင်တယ်ဘာကြောင့်လဲသူတို့ကြောင့်မို့လို့ကျွန်တော်ချစ်သူလွမ်းရတဲ့ဝေဒနာသက်တာတွေသက်တာအများကြီးပါဗျာပြောရင်ကျွန်တော်ချိန်ငှက်ပြီးထုတ်လိုက်ပါတော့မယ်နောက်တော့ဆံမလေးနှစ်ယောက်ကခွင့်ယူနှစ်ပြန်မလာဘူးခွင့်စာလေးတင်ခဲ့လုံမနေပါနဲ့ဆရာလည်းကိုချင်းညက်နေတယ်သူတို့ကျွန်တော်ကိုမယုံသေးလို့မချစ်ပါတယ်သို့တော့ခွင့်စာမတင်သွားကြကျွန်တော်ပြောတာတရားလာစင်ပြကြရှိလို့ပါရှိအောင်လို့ပါဒီကြောင့်မျိုးဘယ်မှမစစ်ဘူးနောက်တစ်နေ့ကျမလာဘူးစစ်တယ်ခိုင်ပညာဝင်ရောက်ကျွန်တော်လည်းမသိဘူးအသိပြသူကလည်းငကုံငယ်အောင်ဆောင်းလာတယ်လွယ်အိတ်ကိုဝှေ့ပြီးတိုက်ပုံမပါဘူးကျွန်တော်လည်းဆရာဇဝဲမှာသွားထိုင်အဲ့ကျောင်းသားလူချင်းတယ်ကျောင်းအမှန်မလို့ထိုင်မှာခိုင်ပညာဝင်ကိုထိုင်ခိုင်းထိုင်နေ
Chairman of Mr. Aidan, one language, jealous, who what, Kone, Leja, or hit, Pieja, Roger. You know, came in a winner doing my good, Piela, Cha, At the young, not the other chow, to get Sunday to do. No, the Neo, the Leo, the shell. And I came in a one year. Can't John, no, come here, did John John. You know, Hobari, if you are Yanulumo, Ludia Galenia call at me, Jaumo will be on a young call. Jaumo Michida John Howard. John Calelu, Jan Hobari, come here, John, Sulai. Didn't Samani of Malalu. Samani of Gabalumala, ah, the Luasha Sira. Jawai at the case of Yoramu. On the road, the Mingla song, Lubobia, you know, say Michi. Couldn't I know a lie? Do never say no. But I'm out here, Nalem. Nalem was a joke, you. The woman at the time, baby. You can't be now on there. John is sick and Sujala said, come here, John Doros Hura. And I cannot do it. The Garajano, Joe, mobile. Me, I couldn't have a Joe of Yobi. I hear a massage of me. General Luigi Mingo, John Amaka Malo, Calais Amamiva Malova. John Mo, who be Milo, Calabian Cordoi. General John Lujan Luba. I love your other than another. Eh, Camilla Manuela. Tamasia Mani of the General Tujela, Dong and Media. Camilla, Canodima, Lerancha Ulemshi, Aleram Yale, Genodi Auke. Manamani. Mularam, Yalem, Tizo Omshi. Now, Malaya is on the jet and the Dukai, Erika carried him. If I got no Tujela down, Madame Manivia. Madame Lumia, Camia not solo, call. Tujela ye no, came in a woman, through color like Bano. Then I say any light me there. Trapian, I joke as I can him sang. Trapian, dear life. No need as a millennium who like Jada. I didn't know, come to recommend I know. No, Lamia me other dear, the Malia. Shaggy other, Tabo never only the young the treachery, time at me. Illusion of the language and Olemo came in our Lemo. Pejari, Jow Amemiba, Calais Logene, the Noah. Time at me, the Noja Mata. I look at you. Pakisa, she left me. Pakisa, Michua. Young Lube, only at the Mung. General Pamian Kunyam Lekamia. Pama Kunizam Lubam. Young Yami, he will say my name, Ramadi. Hello, sir, not an lady was out of the Miazi. Genoma, Elena, don't dance here, the alternate Lupachavania. Elua, then I bought time out. Ah, when there are Jim. Time out again time. General, the John Osajiba. Ah, only then, what do you? John Osajiba. General, Dangin now in the camping now, not like that. Eddie Joma, Eddie Sally Shile, Mentor. To Kainari Alu, Mentor look. To Hello Bjorn. They were too much, you'll be all of me, Abu. Logama, the gap should be a both hands. General woman attack, say, Mobile develop Matai, can't set time. To Elo Biobo Magamu. Time being now when there can be now, Elo Mabu Magamu, General Nale. General Gamia, a dome Majari Council, Shajibu, Mayoma de Loma. Shajiga, Kanyan Lusoye, Tigonga Bagone. Naga to Kaina Balolo, Najo, the one let them get. Doja Beda Bo, Ucho, Yale, Yao Chen Song, twin. General me out alone 16 years. Chesia, Biozia, woman lifted, General Jongly. Piadoro me. Only the Siaji, Chia di Malata, a time Mabu. Siarima Satan Biro. A cool loaded day, go look, Omnibia. General Halo, I'm the Kumebia. Chaji, a cool loaded engine of Golo. Chaji, Takaina, Management and John, John Uchi.
ကျွန်တော်မှအဲ့ဒီပညာတွေမသင်ခဲ့ချက်ချင်းပဲကလေးတယောက်လာဝဲဥသေးတာရှိကိုစာရေးမနှက်ဖြင်ကလက်တန်းပါတဲ့ကျိန်တိုးကလထိုင်တစ်လုံးလှူပါကျွန်တော်ထိုင်းနေတာသက်သားကလထိုင်လက်တန်းမပါဘူးအဲ့ဒါကစက်တဲ့အရာရှိမှထိုင်ရတယ်ဘုရုံးကခုတော့အကုန်ထိုင်နေပါကျွန်တော်တို့ခက်ကကျွန်တော်သက်သားကလထိုင်လေးနဲ့ထိုင်နေတာအခုဘက်ကားကြောင်းလာပြီးကျွန်တော်ဆရာကြီးကိုကျွန်တော်ထိုင်နဲ့ကလထိုင်ပေးထိုင်မခိုင်းနိုင်ဘူးဥသေးတာနောက်တနေ့မနေ့ဆိုင်နိုင်ရောက်ထိုင်မှဆရာကြီးကျွန်တော်တို့နှစ်ယောက်ချက်လိုက်ကြတာတိုင်နိုင်ပင်မင်းလို့တော့ကြောင်းကလေးတိုးတက်လိုက်သူရောက်ပြီး3လကြာကျွန်တော်ပြောင်းရွှေ့မိတ်စာရပါတယ်ပြောင်းရွှေ့မိတ်ကလည်းထူးထူးဆန်းဆန်းသားတို့ကိုပြောချင်တယ်ဆိုတာမင်းဘယ်နှရောက်ရောက်မင်းလုံနိုင်တယ်အကောင်းဆုံးနေလို့စူးစမ်းလို့စိတ်ကောင်းရှိပါကျွန်တော်အဲ့လိုလုပ်တဲ့ခါကျတော့ကျွန်တော်သင်တန်းတစ်ခုရွေးချယ်ခံရတယ်အဲ့ဒီသင်တန်းတစ်ခုရန်ကုန်သွားတက်ရတယ်အဲ့ဒီသင်တန်းမှာလည်းကျွန်တော်စူးစမ်းတော့စာမှတ်တွေမှာပထမရပရိဟိတအများနဲ့ပတ်သက်တာတွေနဲ့နာခံတော့သင်္นานသား90လုံးကအကြိုက်ဆုံးတယောက်ကိုရွေးပါလို့သင်္นานဆင်းတဲ့ကရွေးတော့ကျွန်တော်နာမည်ရွေးကြဒါမျိုးလူရှားပါတယ်ကွာဆိုအဲ့အကြောင်းမှာဆရာပြန်ခန့်လက်ထောက်ကတိကခန့်နော်တက်ကစိုးဟာနောက်ကျသွားတယ်ကွာစောစောကခန့်ဘလောက်ကောင်းမလို့အဲ့ဒါနဲ့အဲ့ဒီစာဆရာကြီးကပြောတယ်ဆရာဒီနေ့ညနေမိထားနဲ့ပူရာလိုက်ပို့လက်မှတ်ပါပါတယ်ဆရာတပည့်တွေကိုတော့မပြောပါနဲ့ဦးမြညနေ3နာရီထိုးကနေမှနှုတ်ဆက်ပွဲလေးလုပ်ပြောင်းရတာပေါ့ကျွန်တော်တို့နှစ်ယောက်ရုံးခန်းထဲကထွက်တာနဲ့ကျောင်းထောင်သားလေးတယောက်လက်ပတ်ပြီဆရာကြီးရန်ကုန်ပြောင်းရမယ်ဆိုတော့ဟုတ်ပါလားခင်ဗျဟောထိတ်တန်းရှိုးဝဲဆိုတာအဲ့လောက်မြန်ပါလေပေါက်သွားကျောင်းကြီးကမညာကျကျဟုတ်တယ်ကွာကလာမင်းတို့ကောင်ခုံနေစီကြပတိရှင်နေဖဲကြထိတ်မချထိုင်ဆရာတပည့်နှုတ်ဆက်စကားပြောလိုက်ပါဗျာလွမ်းစရာကောင်းမှစိုးလို့လွယ်ပေါ့ပြောတာတပည့်တို့ဝန်ထမ်းဆိုတာပြောင်းရတာထုံးစံပါကွာဘာမှမဆန်းပါဘူးကျွန်တော်ပေါ့လွယ်ပြောတယ်ဆက်ပြောင်းသွားလို့လွမ်းစရာမရှိပါဘူးကွာဆရာပိုကောင်းတဲ့နေရာကိုပြောင်းမှာမင်းတို့ပြစ်ထားခဲ့မှာပါဟောဒီဆရာကြီးနဲ့ဆရာမတွေမင်းတို့ဆက်စာသင်ပေးမှာကွာသူတို့ကိုချစ်ကြလေးစားကြဆရာကတော့သွားပြီဆိုတော့မင်းတို့ထားဖြစ်ခဲ့နှုတ်ဆက်တယ်ငါတို့ဒါပဲနော်ပေါ့ပြောတာဆရာကြီးကသိကဲမင်းတို့ဆရာနှုတ်ဆက်ပြီးရွယ်တို့ဒီနေ့ကျောင်းပိတ်ပေးလိုက်ပြန်ညာအဲ့ဒီကောင်တွေလှုပ်ငုတ်တုတ်ငိမ့်နေဒါဝတ္ထုရေးဆရာလှုပ်လို့မရဘူးကျောင်းကြီးကဆရာဒီကောင်ကြီးကလည်းပြန်ခိုင်းလို့မရခဏထိုင်ပေးလိုက်ပါဗျာ15မိနစ်လောက်ဒီကောင်ကြီးကြည့်ပါစေကျွန်တော်တော့မကြည့်ချင်ဘူးဗျာနောက်ဖက်ဝင်သွားနောက်ထိုင်ပြီးငြိမ်လို့ကောင်မလေးတယောက်စီရှိုက်တန်ထွက်လာဘယ်နာကောင်ရဟဲ့ရှာကြီးကငိုတာမကြိုက်ပါဘူးလို့ပြောတာမကြောက်ငိုနဲ့သူတို့မငိုကြလို့မငိုတာမဟုတ်သူတို့ချစ်တယ်ရှာကြီးအပြစ်မမြင်စေချင်ဘူးအဲ့ဒါမျိုးတွေကျွန်တော်ဘာမှအများကြီးအကြောင်းပါဘယ်ကလေးအပြစ်ရှိတယ်ရိုက်ရမယ်ပြစ်ရှာမတွေကရိုက်ပါကျွန်တော်အဲ့ကောင်ခေါ်ပြောရိုက်ရသူကျွန်တော်ချက်တာနောက်တစ်ခါရှာကြီးအပြစ်မြင်မှမဖြစ်เสียဘူးဆရာကြီးအဲ့လိုဒီကလေးတွေဒီကောင်လောက်တာကျွန်တော်ဟတ်ထီကောင်မလေးလည်းမငိုတော့နောက်ထပ်လူမငိုတော့ပါ15မိနစ်ကြာတော့ဆရာကြီးပြန်လာကဲမင်းတို့15မိနစ်ပြည့်ပြီဘယ်လိုပြန်ညတော့ပြန်ညပိုးတန်မြင့်ပြောလှုပ်ငုတ်တော့ငြိမ်ကြည့်ဆရာဒီကောင်ကြီးကလည်းပြန်ခိုင်းလို့မရဘူးနောက်ဘက်ကဆရာလို့ပေါ်ကင်ဘက်ပတ်ကြည့်လိုက်ပါဦးဗျာကျွန်တော်လည်းသူတို့ရှိရထွက်ပြေးခွင့်ရတော့ဝန်တာနောက်ဖက်သွားကျွန်တော်အဲ့တော့လူအားပေးဆရာလေးတွေကျွန်တော်တို့မနိုင်မနှင်းဖြစ်ပြီးတယ်ကျွန်တော်ဆရာကြီးခေါ်တော့လူအားပေးတွေပါရှိပါတယ်ရွာကျွေးပါတယ်နေ့လည်းစုစားတဲ့ဇပွဲရှေကြီးမှာသူတို့ကတော့ကိုတချမ်းလေးတွေကိုတပိုင်းလေးတွေမှောက်ပြီးတော့အသိမ့်နေသူတွေလုံနေကြကိုလေးတွေလှုပ်ကျွန်တော်ဆရာလေးသူ့ကြောလေးကပို့လှုပ်ပါတယ်တ
ကျွန်တော်ခန့်ထားတဲ့ဒလဝန်ကြီးဟိုးတောက်မှာအုတ်ခင်းပေါ်မှာဖင်ချထိုင်ကျောင်းဘက်ဆေးလေးကြီးကိုတအားကုန်စုပ်ဖွာနေဘလောက်ဖွာလို့မီးတွေထတောက်မငိုအောင်လို့ကြိုးစားနေမီးတွေတောက်လို့ပါဝါမျက်ရည်ရကြအဲ့ဒါကိုပစိုးနာလေးနဲ့သူ့ကြာကြာကြည့်ရင်ကိုငိုမိနိုင်တယ်ကိုထုတ်တဲ့အမိတ်ကြည့်ချင်ပြန်ထွက်လာပရင်းမောက်တိုင်းမှာသားတယ်မိတွေရွာထဲပြေးလာကြတယ်ကလေးတွေကရစ်ချခွင်ချီလို့ဈေးဆိုင်တန်းကပေါက်ကြတယ်တပေါက်ကို3ယောက်နှုတ်နေရာယူပြီးတော့အောငိုကြတယ်ကျွန်တော်ကောင်တွေလှဲ့ကြည့်ကောင်းတယ်ငိုပါစေသူတို့ကငါတို့ကိုစားငိုခွင့်ရှိတယ်ငါတို့ကငိုခွင့်မရှိငိုကျွန်တော်တပည့်တွေကြည့်တော့ဒီသူတို့အမေတွေငိုတာကိုသဘောတွေကြချိန်ကညနေ3 နာရီထိုးကနေဘာလို့မှလည်းမသိတော့အဲ့လိုတော့မှမော်တော်ကားဘတ်စကားတွေအဲ့ဒီကဘတ်စကားတွေရှိတယ်မန္တလေးနဲ့17 မိုင်ဝေးတာဝေါကနေကြောင်းရှိဆိုင်ရွာလူကြီးလာတပည့်တို့ရှားဘူရာပို့ရတော့မင်းတို့ကလည်းပြန်ခိုင်းလို့မရဒါတို့ဒီမင်းတို့ကုန်ကားပေါ်တက်မင်းတို့ကလိုက်ဖို့ကျွန်တော်ကောင်နေဝေါပြည့်တက်မြန်လိုက်တာမြောက်တွေကြတယ်ကားတွေဘယ်သူမှတင်မပေးရဘူး6 စင်းပြည့်ကားပေါ်ရောက်တယ်နဲ့ဒီကောင်တွေလောက်ပြန်ငိမ့်သားတယ်မေတွေငိုပြီးပြေးပြီးဘာလောက်တာလို့အိမ်ရှိကနေစီးကြုံငိုမယ်အဲ့ဒါနဲ့ကျွန်တော်တို့ကားရကြီးရွာလေလမ်းဖြတ်ငိုပြီးတော့နှုတ်ဆက်ကြပါလေနှုတ်ဖို့ကိုင်းဘက်ရွာလူကြီးတွေပြေးတက်ကြကျမကြီးဆေးပေးကန်းလျှောက်တော့ဆေးမှုပြစ်လာတဲ့သူ့မျက်နှာမှာမျက်ရည်တွေနဲ့ငိုလို့ပါကလေးရိတ်နှစ်တုန်းကဆဲတဲ့ကာလာသားတွေတူတွေဒီကောင်တွေလည်းပြေးလာတဲ့ငိုလို့ပါကာရန်ကြီးရွာကထွက်ငါပြင်ရောက်တော့ဘယ်ကလေးကစိတ်ကူးပေါက်တယ်မသိသူတယောက်တည်းညီးညူတယ်လို့ဆိုပါတယ်ဒီကလေးတွေနဲ့ကျွန်တော်နဲ့အလံတိုင်ကလေးပတ်လည်မှာပန်းညံကလေးစိုက်တုံးကသင်ပေးတဲ့တခြင်းမိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်မိမိတန်းကိုကောင်းအောင်ကြိုးစားမည်မိမိကြောင်းကိုကောင်းအောင်ကြိုးစားမည်မိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်အဲ့ဒါကလေးကိုကျွန်တော်အဓိပ္ပာယ်ရှင်းပြဒီသရှင်လေးကနေတိုင်းပန်းညံစိုက်ရင်ဆိုကျွန်တော်နဲ့သူတို့နဲ့ဆိုနေကြဒီ4 ချက်ပါပဲအဲ့ဒါကိုအဲ့ကလေးတယောက်ကသူ့အတူတယောက်တည်းဆိုသူစိတ်ကူးရလိမ့်မယ်ငါတို့နဲ့ဆရာနဲ့အထိတ်မှတ်လွမ်းနေကွာဆိုကျန်တဲ့အဲ့ဒီကားပါကောင်အဲ့ကောင်လှမ်းကြည့်လိုက်ဆိုရင်နဲ့အဲ့ဒီကားတစ်စင်းလုံးအတန်မြိုင်ညီသွားတယ်ပထမတော့နန်းကတူနောက်တော့ကျဲလာကြတယ်ညီကျန်တဲ့ကားတွေကကြားဒီကောင်တွေလောက်တာမှန်တယ်ကွာလိုက်ဆိုအောင်ပင်လည်းကံပုံရိုးမန္တလေးဘက်နီးသွားအဲ့ဒီမှာကြတော့ကား6 စင်းရဲ့တခြင်းတန်တပြိုင်တည်းဖတ်ပါလေကျောင်းကြီးကကျွန်တော်လက်ကိုဆုပ်ဆရာမနေနိုင်တော့ငိုလိုက်တော့ဆရာလည်းငိုလိုက်တော့ငိုတာရတာရှိပါတယ်ဗျငိုပါ तू ကငိုနေပါပြီကျွန်တော်မငိုပါဘာဖြစ်လို့လဲဆိုကျွန်တော်ကောင်နေမငိုပါဘူးလို့ပြောတာအဲ့ဒီကောင်နေသရှင်သာဆိုတော့ကျွန်တော်လှမ်းကြည့်ငိုဘူးဝတ္ထုပဲအဲ့ဒါကလေးကိုဗျာကျွန်တော်ဝတ္ထုပြန်ရေးတယ်ပန်းမြိုင်လေမှဥယျာဉ်မှုစာပေပိုင်းမှာပထမဆူရတယ်နောက်တစ်နှစ်အမျိုးသားစာပေဆူထပ်ရတယ်နောက်အဲ့ဒီစာအုပ်ကခုတစ်ခါမှာအင်္ဂလိပ်လိုဘာသာပြန်တယ် The Garden Among the Flowers အာဆီယံစာပေဆူဆယ်နိုင်ငံစာပေဆူထပ်ရပါတယ်အင်္ဂလန်နိုင်ငံလန်ဒန် University မှာနှစ်ပေါင်း30 ကျော်ပါပြီမြန်မာစာယူသူများအတွက်ပြဋ္ဌာန်းစာအုပ်သင်ကြားပါတယ်မဟာဝိဇ္ဇာ6 ယောက်ရသွားပါပြီအခုတောင်ကြီးတက္ကသိုလ်က1 ယောက်ဒေါက်တာဘွဲ့ဒီစာအုပ်နဲ့กินနေပါပြီကျွန်တော်စီကူညီတောင်းနေသူတို့မဟာဝိဇ္ဇာဒေါက်တာရဖို့ကူညီပါတယ်ကျွန်တော်ဒီနေ့ထိ BA ပါပဲကျွန်တော်စာအုပ်ကလေးရိုက်လိုက်ရတာချိန်ပေါင်းများစွာအခုနိုင်ငံတော်ကရိုက်ချင်လို့ဆိုပြီးတော့ရုပ်ရှင်သွားရိုက်နေပါပြီကောင်းမကောင်းကျွန်တော်မသိအမမခံဘူးကျွန်တော်ကိုယ်တိုင်ရိုက်တာမဟုတ်
ကျွန်တော်ဝတ္ထုကိုတော့ကျွန်တော်စိတ်တိုင်းကြရေးခဲ့ပြီးပါပြီအဲ့ဒီကနေပြီးတော့ကျွန်တော်ရန်ကုန်ပြောင်းသွားပြီးတော့ပြောရစီဆက်ပြီးတော့စာနေဖတ်ပါတယ်စာတော်ကောင်းတော့ကိုမြတ်မောင်ကိုအားကြပြီးတော့ကျောင်းဆရာကောင်းဖြစ်ရတယ်အဲ့ဒါကလေးကိုစာအုပ်ပြန်ရေးတော့ဒန်နကျော်ဦးချစ်မောင်ရဲ့သူ့ကိုမိတယ်လို့မပြောချင်ပါပန်းမြိုင်ရဲဆိုတဲ့စာအုပ်တော့ပေါက်ဖွားလာပါလေကျွန်တော်စာရေးဆက်ဖတ်ပါတယ်ဆက်ပြီးစ조사ပါတယ်တစ်သက်လုံးကိုမြင့်အောင်သားတို့သမီးတို့စာဖတ်ခြင်းဖြင့်မိမိတို့ကိုမိမိတို့မြင့်အောင်မြင့်စိတ်ကောင်းရှိခြင်းလဲပေါင်းဆက်လိုက်စမ်းပါမစ္စာတွေဘလောက်တော်ဘလောက်တက်စိတ်ကောင်းမရှိရင်လောကမှာကောင်းကျိုးမရှိပါကိုယ့်အတွက်တွေမကပါသူများအတွက်လည်းမကောင်းပါသူများအတွက်မကောင်းမကဘူးမင်းအတွက်လည်းမကောင်းပါစိတ်ကောင်းရှိမှကိုယ့်အတွက်လည်းကောင်းသူများအတွက်လည်းကောင်းဆက်လက်ပြီးတော့နားထောင်ကြပါအမတန်အသည့်လိမ္မာဉာဏ်ပညာနဲ့ဘဝအောင်မြင်မှုတိုးတက်မှုနီလန်ကောင်းပေါင်းများစွာပေးနိုင်တဲ့နောက်ထပ်နှစ်ယောက်ဟောပါလိမ့်မယ်ကျွန်တော်ကတော့ကျွန်တော်တတ်နိုင်တယ်မြတ်ပြောစရာလေးနဲ့လွန်စရာလေးနဲ့ချစ်စရာလေးနဲ့ဘဝကိုယ့်ဘာကိုမြင့်တင်မှုကြိုးစားဖို့စွမ်းကုန်ကြိုးစားဟောပြောပြပါပြီညီကုန်းချုပ်မှာတတိယရာလေးတစ်ခုရှိလို့ပြောပါရစေကျွန်တော်ချက်သူမိန်းကလေးခုဘယ်ရောက်နေတော့ကျွန်တော်နေတဲ့ရန်ကုန်မှာရှိပါတယ်ဘာဖြစ်နေတော့ကျွန်တော်မြီးများရဲ့အဖွားဖြစ်နေပါတယ်